နိုင်ငံမှာလက်စစ်လူအချက်က4600မဂါဝက်ကျော်ရှိနေချိန်မှာတကယ်ချိုးပေးနိုင်တာက3600မဂါဝက်လောက်ပဲရှိတယ်ဒီလိုခွာချက်ကြီးကြောင့်တနိုင်ငံလုံးမြေလက်ကြပြက်နေရတာပေါ့ဒီနေ့တော့မြန်မာနိုင်ငံလက်ရှိရန်ဆိုင်နေရတဲ့အလွန်ရှုပ်ထွေးပြီးပတ်ပေါင်းဆောင်ကနေရက်ခတ်နေတဲ့အကြက်အတဲဒီအကြောင်းကိုလေ့လာသုံးသပ်ကြည့်ကြရအောင်ပါဒါအပြဿနာတစ်ခုတည်းကိုပြောနေတာမဟုတ်ပဲတစ်ခုနဲ့တစ်ခုအချိတ်ဆက်နေတဲ့အကြက်အတဲပေါင်းဆောင်ပေါင်းဆက်ပြီးဖြစ်လာတဲ့ပြီးပြည့်စုံတဲ့မုံတိုင်းကြီးတစ်ခုအကြောင်းပါပဲဒီအထဲမှာရန်ကုန်ကဒေတာခန်တီရောက်ပြောတဲ့စကားတစ်ခုကတော့အခုအချိန်ကြီးကိုတကယ်ကိုထင်ထင်ရှားရှားပြနေပါတယ်ဒီစကားလေးကကြီးမားကျယ်ပြန့်တဲ့အချက်တဲကြီးတစ်ခုလုံးကတာမန်လူတွေရဲ့နေ့စဉ်ဘဝတွေကိုဘယ်လိုစိတ်ဝင်နေတယ်လဲဆိုတာနဲ့သူတို့ခံစားနေရတဲ့မသေးချာမရေရာမှုတွေကိုဖော်ပြနေတာပါပညာရှင်တွေကတော့ဒီလိုအခြေအနေမျိုးကို polycrisis ဒါမှမဟုတ်ပတ်ပေါင်းဆောင်အချက်တွေလို့ခေါ်ကြပါတယ်ဆိုလိုတာကတော့ပြဿနာတွေကတိကျစီရက်တည်မနေတော့ပဲတစ်ခုကနောက်တစ်ခုကိုတွန်းအားပြေးတယ်ပိုဆိုးစေတယ်နောက်ဆုံးမှာတော့အားလုံးပေါင်းပြီးထိမနိုင်သိမရတဲ့အခြေအနေကြီးတစ်ခုဖြစ်လာတာမျိုးပါမြန်မာနိုင်ငံမှာအခုဖြစ်နေတာတွေကဒီအသေးပဲဖွင့်ဆိုချက်နဲ့တကယ်ကိုတထပ်တိကျနေပါတယ်ကဲဒါဆိုရင်တော့မြန်မာနိုင်ငံရဲ့ဒီပြည့်စုံတဲ့မုန်တိုင်းကိုဖြစ်စီလေအဓိကအကျက်တဲတွေကဘာတွေလဲတစ်ခုချင်းစီချိလိုက်ကြရအောင်အကြံပြအဖြစ်တော့စီရပတိပခလူသားချင်းစာနာမှုဆိုင်ရာဘီဒုခနဲ့နိုင်ငံတော်ရဲ့အဓိကလုပ်ငန်းဆောင်တာတွေပြိုကျလာတာတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့တနိုင်ငံလုံးမှာအရှိန်မြင့်တက်လာနေတဲ့စစ်ရေးပဋိပက္ခပဲဖြစ်ပါတယ်ဒါဟာနေရာကွက်ကြားတိုက်ပွဲလေးတွေမဟုတ်တော့ပဲနိုင်ငံအနှံ့မျက်နှာစာပေါင်းစုံကနေတိုက်ခိုက်နေတဲ့စစ်ပွဲကြီးတစ်ခုလိုဖြစ်နေပါပြီဒီစစ်ရေးဖြစ်အားကဘယ်လောက်တောင်ပြင်းထန်လာလဲဆိုရင်ရခိုင်ပြည်နယ်မှာဆိုရင်တိုက်ပွဲတွေကမြို့တော်စစ်တွေရဲ့တကားဝါအထိကိုရောက်လာနေပါပြီဒါဟာစစ်ကောင်စီအတွက်မဟာဗျူဟာရတက်ကိုအရေးကြီးတဲ့နေရာတစ်ခုကိုချင်းချောက်နေတာလည်းဖြစ်ပါတယ်ဒီကစားကိုကြည့်လိုက်ရင်အချင်းတွေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်ရမှာပါစစ်တွေနဲ့ကြောက်ဖြူလိုမဟာဗျူဟာရအရေးကြီးတဲ့မြို့တွေမှာစစ်ကောင်စီရဲ့တပ်ရင်အားများပြားရှိနေတယ်တိုင်းနာနာချုပ်တွေရေတဲ့စခန်းနာနာချုပ်တွေတပ်ရင်တွေစစ်တင်ဘော်တွေဒါပေမဲ့အဲ့ဒီနေရာတွေကိုရခွင်းတော်အေးအေးကထိုးစစ်ဆင်တိုက်ခိုက်နေတာပါအရေးကြီးတာကဒီတိုက်ပွဲတွေကရခိုင်တနေရာတွေမှာဖြစ်နေတာမဟုတ်ဘူးတနိုင်ငံလုံးအတိုင်းအတာနဲ့ပါဥပမာမကွေးကလေတက်စခန်းတွေတိုက်ခိုက်ခံရတာမျိုးမန္တလေးတိုင်းမှာလေကြောင်းကန်တွေပုံကျဲတာတွေမွန်ပြည်နယ်မှာ drone နဲ့တိုက်တာတွေဒါတွေအားလုံးကတိကျစီမဟုတ်ပဲနွေဦးတော်လိုင်းရင်းတို့ခေါ်တဲ့ပိုကြီးတဲ့ပဋိပက္ခရဲ့အစိပ်ပိုင်းတွေပါပဲအဲ့ဒီလိုစစ်ပွဲတွေကျယ်ပြန့်လာတဲ့အခါကျတိုက်ရိုက်တန်ခတ်မှုကိုခံရတာကတော့တာမန်ပြည်သူတွေပါပဲဒီနေရာမှာပဲဒုတိယအကျက်တဲလူသားချင်းစာနာမှုဆိုင်ရာအကျက်တဲဆိုတာပေါ်လာတာပါလူတွေဖန်တီးတဲ့ပဋိပက္ခနဲ့တဘောအဘေးအန်တယ်တို့ပုံဆက်သွားတဲ့အခါအချင်းတွေကပိုလို့တောင်ဆိုးသွားခဲ့ပါတယ်ဘာလို့လဲလို့တော့လက်နက်ကင်ပဋိပက္ခကြောင့်လူတွေဒုက္ခရောက်နေတော့ပါတယ်2025မက်လာမှာငလျင်ကြီးတစ်ခုကထပ်ပြီးတော့ဝင်တိုက်ခွာတယ်ဆိုတော့ပဋိပက္ခတန်ရောတဘာဝပေးတန်ရောနှစ်ခုပေါင်းသွားတဲ့အခါအချင်းတွေကအစိုးဆုံးဖြစ်သွားတော့တာပါပဲအခုဆိုရင်အသက်ကဲအကူအညီလိုအပ်နေတဲ့လူဦးရေစုစုပေါင်းက16.2တန်ဒီကိန်းကနန်ကတကယ်ကိုမနှဲပါဘူးဒါကခွဲချမ်းစစ်ဖြာထားတဲ့ area ထဲကလူဦးရေရဲ့45%ကျော်ရှိပါတယ်နောက်ထပ်ဆန်ချန်တင်ကိန်းကနန်းတစ်ခုကတော့နေရက်စွန်ခွာရသူတွေပါအိမ်ချေစွန်ခွာထွက်ပြေးနေရသူက3600အထိရှိလက်ခဲ့ပါတယ်ဒါအရင်ကထက်အများဆုံးအရေးအတွက်ဖြစ်နေပါတယ်ဒါပေမဲ့ဒီအချင်းမှာအဆိုးဆုံးကိစ္စတစ်ခုရှိနေတယ်အကူညီလိုအပ်တဲ့သူကအများကြီးတိုးလာနေပေမဲ့ကူညီပေးနိုင်စွမ်းကတော့29%အထိကျသွားတယ်ဆိုလိုတာကရှင်းရှင်းလေးပဲလိုအပ်ချက်ကကျနေတယ်ပေးနိုင်တာကကျနေတယ်ဒါအတိကိုစိတ်မခန့်စရာချင်းနေတစ်ခုပါဒီစီရင်တဲ့လူသားချင်းဆန္ဒမှုအချက်အတဲတဲ့ခံနဲ့ပဲတတိယမြောက်အချက်အတဲတစ်ခုကိုဆက်ပြီးတော့မွေးဖွားပေးလိုက်ပါတယ်အဲ့ဒါကတော့နိုင်ငံတော်ရဲ့အဓိကလုပ်ငန်းဆောင်တာတွေပြိုကျလာတာပါပဲနိုင်ငံတနိုင်ငံကိုလက်ပတ်ဆဲရန်တရားကြီးရက်တက်လို့နေပါဖြစ်လာတာပါအစမှပြောခဲ့တဲ့မိပြတ်တဲ့ကိစ္စကိုပြန်သွားကြည့်အောင်တကယ်တော့အကြောင်းရင်းကရှင်းရှင်းလေးပါနိုင်ငံမှာလက်စစ်လူအပ်ချက်က4600မဂါဝက်ကျော်ရှိနေချိန်မှာတကယ်ချိုးပေးနိုင်တာက3600မဂါဝက်လောက်ပဲရှိတယ်ဒီလိုခွာချက်ကြီးကြောင့်တနိုင်ငံလုံးမြေလက်ကြပြက်နေရတာပေါ့ပြီးတော့ဒီဖြစ်တနာကပြည်ရင်းမှာပဲဖြစ်တာမဟုတ်ဘူးကဘာတစ်ဖက်ချမ်းကပဋိပက္ခတစ်ခုကနေစပြီးတော့မြန်မာနိုင်ငံကတာမန်ပြည်သူတွေအထိဘလို့တက်ရောက်သွားလဲဆိုတာကိုအစစ်လိုက်ကြည့်လို့ရပါတယ်ကဘာရင်နံဈေးတက်တယ်ပြည်ရင်းမှာစီဈေးတက်တယ်စီပြက်တယ်အဲ့ဒီကနေမိဖြတ်တော့မှုတွေဖြစ်လာတယ်တစ်ခုပြီးတစ်ခုဒိုမီနိုလိုလဲကျသွားတာမျိုးပေါ့ကဲဒီလိုဘက်ပေါင်းစုံနဲ့ပြိုလဲနေတဲ့အခြေအနေမှာအာနာဘာနေဘက်ကတော့ဘလို့ပုံစံမျိုးနဲ့တုံ့ပြန်နေတယ်လေဒီမှာပဲသူတို့ပြချင်တဲ့ပုံရိပ်နဲ့တကယ်လက်တွေ့အခြေအနေကြားကကွာဟချက်ကြီးကိုတွေ့ရတော့မှာပါတစ်ဖက်မှာနိုင်ငံကပြဿနာမျိုးစုံနဲ့ရင်ဆိုင်နေရချိန်မှာနောက်တစ်ဖက်မှာတော့အနာပိုင်တွေကတမတော်နေလိုအခမ်းအနားတွေမှာတင်ကားတွေတုံးပြီးလောင်ချတွေစစ်သည်အင်အားထောင်ချီနဲ့ကြီးကျယ်ခမ်းနားတဲ့စစ်ရေးပြပွဲတွေကျင်းပနေတာကိုတွေ့ရပါတယ်ဒါဟာသူတို့အင်အားရှိနေတော့ပဲအရာလုံးကိုထိန်းချုပ်ထားနိုင်တော့မယ်ဆိုတဲ့ပုံရိပ်ကိုပြသဖို့စ조사နေတာပါဒါမဲ့အဲ့လိုအပေါ်ရန်အင်အားပြပွဲတွေကနိုင်ငံရဲ့အရင်ခံပြဿနာတွေကိုတကယ်ရောဖုံးဝယ်ထားနိုင်မှာမလား
အဆုံးတက်မှာတော့အဆက်ကကြောင်းဝရစီပဲပြန်ရောက်သွားပါတယ်ဒီမနက်တော့မီးလာသေးတယ်ဆိုတဲ့စကားကနေတနေ့မှမီးတဲ့အပီးတိုင်ပြတ်သွားတဲ့အခါဘာတွေဆက်ဖြစ်လာမလဲဒါကတော့တကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပါပဲ